ဖြစ်ပါတယ်ဒီချက်ဒီနေ့ဒီဗီဒီယိုမှာကြတော့လေဒီအငယ်စန်းနေပြီးပုံမှန်တိုင်းကျတော့တင်ကြားရေးအကြောင်းအရာတွေကိုမိတ်ဆက်ပေးတာမျိုးမဟုတ်တော့ဘဲနဲ့အကြောင်းအရာလေးတစ်ခုကိုပြန်ပြီးဆွဲထုတ်ပေးခြင်းနဲ့အဲ့ဒါကအရှိဗီဒီယိုလေးမှာလည်းပဲဆရာဟန်ကမိတ်ဆက်ပေးသွားတဲ့အကြောင်းအရာလေးပေါ့နော်နာမည်လေးကဘာလဲဆိုရင် MK ဦးဒီမိုင်ရုံးခုဆိုလို့ခေါ်ပါတယ် MK Research Institute ပေါ့နော်တချို့တို့ MK စီကနေပြီးတော့တင်ကြားရေးဆိုတာတင်ယူမှုဆိုတာကအဆုံးမရှိဘူးဆိုတော့ရှုထောင့်ကနေပြီးတော့ဒီတက်တာလုံး continuous learning လုပ်လို့ရမယ့်အစီအစဉ်တစ်ခုအနေနဲ့ဒါလေးကိုကျွန်တော်ထပ်မံလေ့လာဖို့လို့တော့လုပ်လိုက်တာပေါ့။ဘာဖြစ်လို့လဲဆိုတော့ဆရာမတွေအနေနဲ့ကျွန်တော်ဒီ language ဘက်ကိုလိုက်နေတဲ့သူတွေဆိုတာကလည်းရှိတဲ့အတိုင်းကြီးပဲရှိတဲ့အရေးချင်းတိုင်းပဲဇာတ်ဆက်သွားရင်ဆက်မပြေဘူးလေ။ဒါကြောင့်ပုံမှန်သူတည်တနာပြုနေမယ်ပုံမှန်လေ့လာနေမယ်ဒါဒီအရေးချင်းတွေကိုဇာတ်တိုးမြင့်နေဖို့လို့လိုအပ်တယ်ဆိုတဲ့ရှုထောင့်ကနေပြီးတော့ဒီ GP ချက်ကလေးနဲ့ကျွန်တော် Research Institute ကိုစတင်ဖို့လုပ်လိုက်တာဖြစ်ပါတယ်။အဲ့ဒါကမကြခင်စတော့မယ်ပေါ့နော်။ဒီ2026ရဲ့ plan ထဲမှာလည်းရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တစ်ခုချင်းစီကိုဒီစာလေ့လာနေတဲ့သူတွေ Korean learner တွေအတွက်ကိုပေါ့နော်တစ်ခုချင်းစီ information လေးတွေပေးသွားဖို့လို့ရှိပါတယ်ပြီးတော့နောက်တစ်ခါကျတော့ဒီ sharing လေးတွေလည်းထပ်လုပ်ပေးသွားဖို့လို့ရှိရပေါ့နော်အဲ့ဒါကအခုဘလို့အကြောင်းအရာမျိုးတွေပါဝင်လာမလဲဆိုတော့အထူးသဖြင့်ပေါ့ကျွန်တော် level 1ဒီ beginner level တွေမှာသင်နေတယ်ဆိုရင်တော့မှပဲလောလောကူကူ meaning လေးတွေဖြစ်နေတဲ့စကားလုံးတွေကွာဥပမာအနေနဲ့ကျွန်တော် 고맙습니다 고마워요စကားလုံးလေးတွေပေါ့နော် 고맙습니다 감사합니다ကျွန်တော်ကြည့်တင်ပါတယ်ပြောလို့ရှိရင်တော့မှပဲကွာဒီစကားလုံးလေးတွေကတမန်ကရှန်ကပဲသုံးလို့ရလိုက်တယ်နည်းနည်းလေးပဲကွာခြားတယ်ပေါ့အဲ့လိုအဓိပ္ပာယ်မျိုးလေးနဲ့သုံးကြတာဆိုပေမဲ့တကယ်တမ်းကျတော့ဒီစကားလုံးတစ်လုံးကဘယ်နေရာကနေထွက်လာတာလဲသူ့ရဲ့ background တွေအောင်ဘယ်လိုဟာမျိုးတွေရှိတယ်လဲဥပမာကိုရီးယားစာလေးလာပြီဆိုလို့ရှိရင်ကျွန်တော်နောက်ကနေဟန်ချာနဲ့ like သွားတဲ့ဟာတွေအစားရှိရပေါ့နော်အဲ့လိုအကြောင်းအရာတွေကိုကျွန်တော်အပေါ်ယံလေးပဲလေ့လာပြီးတော့အပေါ်ယံလေးပဲသိနေတယ်ဆိုတာထက်တကယ်သူတည်တနာပြုကြည့်ပြီးတော့သူ့ရဲ့ဇင်းမြစ်ကဘာရှိနေရလဲဒီစကားလုံးတစ်လုံးကိုသုံးလိုက်လို့ရှိရင်ဘယ်လို nuance တွေပွားတယ်လဲဘယ်လိုခံစားချက်မျိုးလေးတွေပြောင်းသွားတယ်လဲဒါတွေကိုပါခြေလို့သိရှိနိုင်တော့မှဘာသာစကားဆိုတဲ့ရှုထောင့်တစ်ခုပဲမဟုတ်တော့ဘဲနဲ့ဒီနိုင်ငံမှာသုံးနေတဲ့ဒီ data လူတွေရဲ့ယဉ်ကျေးမှုဒီအတွေးခေါ်ရှုထောင့်တွေအဲ့ဒီအကောင်လုံးခြေလို့နားလည်နိုင်မယ်ပေါ့အဲ့တော့နိုင်ငံခြားဘာသာစကားတစ်ခုကိုခြေလို့သင်နေတဲ့နိုင်ငံခြားသားတစ်ယောက်ဆိုပြီးတော့ပေါ့ပါပါလေးပဲလေ့လာပြီးရပ်သွားတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီအကြောင်းအရာနည်းနည်းနဲ့ပို့ပြီးတော့သူတည်တနာလုပ်နိုင်တဲ့ခန္ဓာမျိုးလေးတွေကိုခြေလို့ရဲ့ MG ဒီမှာရုံးဖို့ဆိုကနေပြီးတော့စရိုက်တင်ဆက်သွားဖို့လို့လေးရှိပါတယ်ဒါပေမဲ့ဒါကတော့လူတိုင်းအကုန်လုံးပါဝင်လို့ရတဲ့ program မဟုတ်ဘဲနဲ့ကျတို့ဒီ level တစ်ခုတော့သတ်မှတ်ထားတာဖြစ်တဲ့အတွက်အနည်းဆုံးတော့ high level ရှိနေတဲ့ skill မျိုးတွေပေါ့နော်အဲ့တော့ကျတို့လူကန့်သက်ပြီးတော့ရွေးချယ်ထားတာလေးတော့ရှိတယ်ဒီဖိတ်ခေါ်လာတဲ့လူကြီးလေးတွေရှိတဲ့အတွက်နောက်ပိုင်းမှာတော့တကယ်လို့ပါဝင်လာခြင်းတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ကျတို့ထပ်ပြီးတော့ဖိတ်ခေါ်ဖို့လို့အစီအစဉ်လေးလည်းရှိနိုင်ပါတယ်ဒါပေမဲ့လောလောဆယ်ကတော့အဲ့လိုမဖိတ်ခေါ်သေးပဲနဲ့ကျတို့ရွေးချယ်ထားတဲ့လူတွေကနေပြီးတော့သူတည်တနာအတူတူလုပ်သွားကြမယ်အဲ့ဒီ research လုပ်တဲ့အကြောင်းအရာလေးတွေကိုလည်း MKC ရဲ့ YouTube channel လေးကနေပြီးတော့ပြန်လည်တင်ဆက်သွားမှာဖြစ်ပါတယ်အခုကျတို့ပထမဆုံးအနေနဲ့ရွေးချယ်လိုက်တဲ့အကြောင်းအရာလေးကတော့ဒီခုရှင်းပြလာတဲ့စာအုပ်လေးပေါ့နော်ကိုရီးယားဘာသာစကားရဲ့ organ လို့ခေါ်တဲ့ဟန်ကုကောင်မှာရှိနေတဲ့ organ ဒီမိနစ်တစ်လုံးချင်းစီမှာဘယ်လိုစကားလုံးအတိတ်ပဲလေးပါနေလဲဘယ်လိုခံစားချက်လေးတွေပေါ်ဆောင်နေလဲဒါနဲ့ပတ်သက်ပြီးကျွန်တော် research တစ်ခုချင်းစီလုပ်သွားဖို့လို့ရှိပါတယ်အရင်လဲစိတ်ဝင်စားဖို့ကောင်းတယ်အရင်လဲလေ့လာစရာတွေရှိမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော် MKC ရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like follow လေးလုပ်ပေးထားပေးပါပြီးတော့ subscribe လေးလုပ်ပေးထားမယ်ဆိုရင်အများကြီးကျေးဇူးတင်ပါမယ်လို့မကြခင်မှာပြန်လည်ဆုံတွေ့ကြပါမယ်လာတော့မယ်2026နှစ်တည်းအတွက်လည်းအားလုံးကို MKC ကနေပြီးတော့ welcome လုပ်ချင်ပါတယ်မကြခင်မှာပြန်တွေ့ပါမယ်여러분 안녕